ကမ္ဘာပေါ်မှာလူတွေအခုထိစိတ်ဝင်စားနေစေထူးဆန်းတဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်။တချို့ဖြစ်ရပ်တွေကိုသိပ္ပံပညာနဲ့ရှင်းပြနိုင်သွားပြီးတချို့ဖြစ်ရပ်တွေကတော့အခုထိမေးခွန်းတွေကျန်နေသေးပါ။ဒီဗီဒီယိုမှာလူအများစုမသိသေးတဲ့ထူးဆန်းသောလျှို့ဝှက်ဖြစ်ရပ်တစ်ဆက်ချက်ကိုကြည့်လိုက်ရအောင်။နံပါတ်1လူတိုင်းမကြားနိုင်တဲ့ထူးဆန်းသောအသံပထမတစ်ခုကတော့လူတိုင်းမကြားနိုင်တဲ့ထူးဆန်းသောအသံအကြောင်းပါ။အမေရိကန်နိုင်ငံက Tayoff ဆိုတဲ့မြို့တစ်မြို့မှာလူတချို့ကနှိမ့်နဲ့ဟူလိုအသံမျိုးကိုကြားရတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကလူတိုင်းမကြားရတာပါ။တချို့လူတွေကစက်အင်ဂျင်တန်လို့ပြောကြပြီးတချို့ကတော့နားအတွင်းပိုင်းဆိုင်ရာပြဿနာတစ်မျိုးဖြစ်နိုင်တယ်လို့ထင်မြင်ကြပါတယ်။အခုထိလည်းဒီထူးဆန်းတဲ့အသံကလူတွေကိုစိတ်ဝင်စားစေတဲ့လျှို့ဝှက်ဖြစ်ရပ်တစ်ခုဖြစ်နေစေပါ။နံပါတ်2ကိုယ်တိုင်ရွေ့သွားသလိုမြင်ရတဲ့ကြောက်တုံးများဒုတိယတစ်ခုကတော့တဲကန်နာရတဲ့ကကိုယ်တိုင်ရွေ့သွားသလိုမြင်ရတဲ့ကြောက်တုံးများပါအမေရိကန်နိုင်ငံက Death Valley ဆိုတဲ့နေရာမှာကြောက်တုံးတွေဟာလူမတွန်းပဲမြေပြင်ပေါ်မှာရွေ့သွားသလိုလမ်းကြောင်းတွေကျန်နေခဲ့ပါတယ်နောက်ပိုင်းမှာတော့မိုးရေပါလွှာတဲ့ရေခဲပြားလေးတိုက်ချင်းတို့ပေါင်းပြီးကြောက်တုံးတွေကိုဖြည်းဖြည်းချင်းရွှေ့စေနိုင်တယ်လို့သိလာကြပါတယ်။ဒါကအခုအချိန်မှာဖြည့်ရှင်းနိုင်သွားတဲ့လျှို့ဝှက်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။နံပါတ်3အာကာသရဲကထူးဆန်းသောအချက်ပြလိုင်း1989ခုနှစ်မှာအာကာသရဲကထူးဆန်းတဲ့ရေဒီယိုလိုင်းတစ်ခုကိုတယ်လီစကုပ်တစ်ခုကဖမ်းမိခဲ့ပါတယ်။အဲ့ဒီအချက်ပြလိုင်းကအရန်ထူးခြားလို့ပညာရှင်တယောက်ကစာရွက်ပေါ်မှာအံ့ဩစရာလို့မှတ်ထားခဲ့ပါတယ်။အဲ့ဒါဟာဂျိုသားတွေစီကအချက်ပြလိုင်းလားတဘာဝအာကာသဖြစ်စဉ်တစ်ခုလားဆိုတာအခုထိအတိအကျမသိရသေးပါဘူး။စတုထတစ်ခုကတော့လူမရှိပဲပင်လယ်ထဲမှာတွေ့ခဲ့ရတဲ့သင်္ဘောအကြောင်းပါ1882ခုနှစ်မှာ Mary Celeste ဆိုတဲ့သင်္ဘောတစ်စီးကိုအတ္တလန္တိတ်သမုဒ္ဒရာထဲမှာလူမရှိပဲတွေ့ခဲ့ပါတယ်ထူးဆန်းတာကသင်္ဘောကလုံးဝပျက်စီးနေတာမဟုတ်ပါဘူးဒါပေမဲ့သင်္ဘောပေါ်ကကပ္ပတိန်သင်္ဘောသားတွေမိသားစုဝင်တွေအားလုံးပျောက်ဆုံးနေခဲ့ပါတယ်အသက်ကလေးတစ်စီးလည်းမရှိတော့တာကြောင့်သူတို့ဘာကြောင့်သင်္ဘောကိုစွန့်ခွာသွားကြတာလဲဆိုတာအခုထိမေးခွန်းကြီးတစ်ခုဖြစ်နေသေးပါစတုထတစ်ခုကတော့လူမရှိပဲပင်လယ်ထဲမှာတွေ့ခဲ့ရတဲ့သင်္ဘောအကြောင်းပါ1882ခုနှစ်မှာ Mary Celeste ဆိုတဲ့သင်္ဘောတစ်စီးကိုအတ္တလန္တိတ်သမုဒ္ဒရာထဲမှာလူမရှိပဲတွေ့ခဲ့ပါတယ်ထူးဆန်းတာကသင်္ဘောကလုံးဝပျက်စီးနေတာမဟုတ်ပါဘူးဒါပေမဲ့သင်္ဘောပေါ်ကကပ္ပတိန်သင်္ဘောသားတွေမိသားစုဝင်တွေအားလုံးပျောက်ဆုံးနေခဲ့ပါတယ်အသက်ကလေးတစ်စီးလည်းမရှိတော့တာကြောင့်သူတို့ဘာကြောင့်သင်္ဘောကိုစွန့်ခွာသွားကြတာလဲဆိုတာအခုထိမေးခွန်းကြီးတစ်ခုဖြစ်နေသေးပါစက်ထမတစ်ခုကတော့ကြောက်ရွံ့လိုဖြစ်သွားသလိုမြင်ရတဲ့တိရစ္ဆာန်များအကြောင်းပါတန်ဇန်နီးယားနိုင်ငံမှာနက်ထရွန်ရေကန်ဆိုတဲ့ရေကန်တစ်ခုရှိပါတယ်ဒီရေကန်ဟာအယောင်လှပေမဲ့ရေထဲမှာအယ်ကာလိုင်းတက်အလွန်မြင့်ပါတယ်ရေကန်နားမှာတေဆုံးနေတဲ့တိရစ္ဆာန်တချို့ကိုကြောက်ရွံ့လိုခြောက်သွေ့ပြီးထိမ့်သိမ်းခံထားရသလိုတွေ့ရတတ်ပါတယ်လူအများစုကဒါကိုမှော်တက်လို့ထင်ကြပေမဲ့တကယ်တော့ရေထဲကဓာတ်သတ္တုတွေကြောင့်ဖြစ်နိုင်ပါတယ်တတမတစ်ခုကတော့ Green Children of Hope ဆိုတဲ့ဇာတ်လမ်းပါ12ရာစုအင်္ဂလန်မှာအစိမ်းရောင်သားရည်နဲ့ကလေး2ယောက်ရွာတရွာနားမှာပေါ်လာတယ်ဆိုတဲ့ legend ရှိပါတယ်သူတို့ကမသိတဲ့ဘာသာစကားပြောပြီးအစပိုင်းမှာ beans တစ်မျိုးပဲစားတယ်လို့ဆိုကြပါတယ်နောက်ပိုင်းမှာမိန်းကလေးက English သင်ယူပြီးသူတို့ဟာအမြဲမှောင်နေတဲ့နေရာကလာတာလို့ပြောခဲ့တယ်ဆိုပါတယ်အမေရိကန်နိုင်ငံမင်နီဆိုတာပြည်နယ်မှာဒေဘယ်ကတ်တယ်လို့ခေါ်တဲ့ရေတံခွန်တစ်ခုရှိပါတယ်ဒီရေတံခွန်မှာရေတချို့ကကြောက်ပေါက်တစ်ခုတည်းကိုဝင်သွားပြီးပျောက်သွားသလိုမြင်ရပါတယ်။အရင်တုန်းကလူတွေကဒီရေတွေဘယ်ကိုသွားတာလဲမသိခဲ့ကြပါဘူး။နောက်ပိုင်းမှာတော့ရေဟာမြေအောက်လမ်းကြောင်းကနေပြန်ပြီးမြစ်ထဲကိုဝင်လာနိုင်တယ်လို့ရှင်းပြခဲ့ကြပါတယ်။ဖြည့်ရှင်းနိုင်သွားတဲ့ mystery ဖြစ်ပေမဲ့ကြည့်ရင်တော့ထူးဆန်းနေသေးပါ။တချို့လူတွေကမိုးကြိုးမုန်တိုင်းအချိန်မှာမီးလုံးလိုလင်းနေတဲ့အရာတစ်ခုကိုမြင်ရတယ်လို့ပြောကြပါတယ်။အဲ့ဒီမီးလုံးဟာလေထဲမှာဖြည်းဖြည်းရွေ့သွားသလိုတချို့အချိန်မှာအိမ်ထဲကိုဝင်လာသလိုခဏကြာပြီးပျောက်သွားသလိုဖော်ပြကြပါတယ်။ပညာရှင်တွေကလျှက်စစ်တဲ့ဓာတုတုံ့ပြန်မှုလေထုအခြေအနေစတာတွေကြောင့်ဖြစ်နိုင်တယ်လို့ရှင်းပြဖို့စ조사နေကြပါတယ်။ဒါပေမဲ့ဒီမိုးကြိုးမီးလုံးအတွက်လူတိုင်းလက်ခံတဲ့ရှင်းပြချက်တစ်ခုတော့မရှိသေးပါဘူး။
1998ခုနှစ်မှာပစိဖိတ်သမုဒ္ဒရာထဲကအလွန်နှိမ့်ပြီးအားကောင်းတဲ့ထူးဆန်းသောအတန်တစ်ခုကိုသိပ္ပံပညာရှင်တွေဖမ်းမိခဲ့ပါတယ်။အတန်ကကြီးမားလွန်းလို့လူတွေကမသိသေးတဲ့ပင်လယ်သတ္တဝါကြီးတစ်ကောင်ရဲ့အတန်လားဆိုပြီးစိတ်ကူးယဉ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဒီအတန်ဟာအန္တာတိကဒေသကရေခဲတောင်ကွဲထွက်တဲ့အတန်ဖြစ်နိုင်တယ်လို့ရှင်းပြခဲ့ကြပါတယ်။ပင်လယ်မကောင်ကြီးရဲ့အတန်မဟုတ်နိုင်ပေမဲ့သမုဒ္ဒရာအောက်ကလျှို့ဝှက်ဆန်တဲ့ဖြစ်ရပ်တစ်ခုအဖြစ်လူတွေကိုစိတ်ဝင်စားစေခဲ့ပါတယ်။ဒီလျှို့ဝှက်ဖြစ်ရပ်တစ်ဆက်ခုတည်းကဘယ်အကြောင်းအရာကိုသင်စိတ်ဝင်စားဆုံးလဲတချို့လျှို့ဝှက်ချက်တွေကအခုဆိုရင်ရှင်းပြနိုင်သွားပြီးတချို့လျှို့ဝှက်ချက်တွေကတော့အခုထိမေးခွန်းတွေကျန်နေသေးပါနောက်ဗီဒီယိုမှာပိုထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေကိုဆက်ပြီးတင်ဆက်ပေးပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်